ဆိုတော့ဒီနှစ်ခုတေချာသိသွားပြီဆိုရင်ဂျီကိုရှော့ကတ်ရဲ့လို့တက်အဲ့တော့မနေ့ကလည်းဆရာတို့နည်းနည်းပြောပြသွားပြီဂျီကိုရှော့ကတ်ပြောတဲ့အခါမှာဆရာတို့ပတ်တန်ရှိတယ်စသချင်းပြောတဲ့အခါဘယ်လိုပြောရလဲ はじめまして。အဲ့ဒါကိုဆရာတို့ကတွန်းဆုပ်ပြောလို့မရဘူးပါဇက်ကတခါတည်းအသားကျနေအောင်ဒီနေ့တခါလေးလေ့ကျင့်အောင်ဟာဂျီမဲမတ်တဲ့はじめまして。နောက်တစ်ခေါက်ဟာဂျီမဲမတ်တဲ့はじめまして。ဟာဂျီမဲမတ်တဲ့はじめまして。အဲ့တဲ့တေချာရက်လိုက်ရတယ်ဟာဂျီမဲမတ်တဲ့はじめまして。အဲ့ဒါကတိုက်တဲ့အချိန်ထမေးပါဇက်ကနှုတ်ကြိုးနေမှရအောင်ဆိုတော့ကိုယ့်ကိုနှုတ်ဆက်ပါလို့ပြောရင်ပထမဆုံးစပြောရမှာပါလေဟာဂျီမဲမတ်はတဲ့じめまして。ဒီထဲမှာထည့်တဲ့အကြောင်းအရာတွေကတော့ကိုယ်နဲ့ပတ်သက်တဲ့ဟာကျွန်တော်နာမည်ဘယ်လိုခေါ်လဲအသက်ဘယ်လောက်ရှိပါသည်ကျွန်တော်အလုပ်ကိုင်ကပါပါကျွန်တော်ဝါသနာကပါပါစသဖြင့်ပေါ့ကိုယ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေထည့်တယ်အဲ့ဒါတွေအကုန်လုံးပြောပြီးသွားတဲ့အခါကျရင်ဆရာတို့ဘယ်လိုပြောရလဲဆိုရင်よろしくお願いしますよろしくお願いします。အဲ့ဒါကိုဒီတစ်ခုလုံးအပြည့်စုံပြောရင်တော့どうぞよろしくお願いしますလို့ပြောတယ်ဒါပေမဲ့ဘယ်သူမှအပြင်မှာどうぞよろしくお願いしますလို့အပြည့်စုံကြီးပြောတာရှားတယ်ဘယ်လိုပဲပြောလဲဆိုတော့よろしくお願いしますよろしくお願いします。お願いします。ဒါကတော့ဆရာတို့နည်းနည်းလေး formal ကြကြရင်းကြီးပြောတာဆရာတို့ရင်းနေတငယ်ချင်းချင်းမိတ်ဆက်တဲ့ခါမျိုးဥမာကိုယ်တငယ်ချင်းကတခြားတစ်ယောက်ကိုမိတ်ဆက်ပေးတယ်တငယ်ချင်းမိတ်ဆက်တဲ့ခါကျရင်တော့よろしくねよろしくမှလည်းရက်လိုက်လေတူတူပဲတော့လောလောဆယ်သိရမှာတော့ဆရာတို့ကအခြေခံအကြသုံးကိုတခြားသိရဖြစ်ပြီလေဒီကောင်ကိုအရင်ကြက်လိုက်တော့စရင်ဘာနဲ့စမလဲはじめまして。ဟုတ်ရင်よろしくお願いします。တော့はいအတန်နေလုံးနေသေးတယ်よろしくお願いしますよろしくお願いします。はいအဲ့တော့ဆရာတို့ဒီအတွဲလိုက်ကိုတခြားပြပြောထားဖို့လိုတယ်စရင်ဟာဂျီမဲမတ်တဲ့နဲ့စတယ်ကိုပြောချင်တဲ့အကြောင်းအရာတွေပြောတယ်အဲ့ဒါတွေကုန်သွားပြီဆိုရင်တော့ကျင်းတွေပါနဲ့ပေးရမလဲよろしくよろしくお願いします。အဲ့ဒီမှာလဲဆရာတို့အပြင်မှာမိတ်ဆက်တဲ့အခါကြလို့ရှိရင်အထူးသဖြင့်တော့အင်တာဗျူးတွေပါနေကြရင်တော့ပို့ပြီးတော့ formal ကြကြရင်းကြီးကြီးပြောဖို့လိုတယ်အဲ့ဒီမှာဆရာတို့ဟာဂျီမဲမတ်တဲ့ကောင်းငုံပြီးပြောလို့လူရှိတယ်အဲ့လိုကြီးမလိုသေးပါဘူးပထမဆုံးစပြောတဲ့အချိန်မှာတော့ဟာဂျီမဲမတ်တဲ့ပြုံးပြုံးလေးပြောရရဟာဂျီမဲမတ်တဲ့ပြီးရင်ကိုပြောချင်တဲ့ဟာတွေကိုပြောသွားတယ်အဲ့ဒီအချိန်นี้ဥညွတ်အယုတ်ပေးစရာမလိုသေးဘူးဒါဆိုရင်ဘယ်ချိန်ကျမှခေါင်းညွတ်ပြီးတော့သူတို့ခေါင်းပခုံးရောသူတို့ဥညွတ်ပြီးအယုတ်သေးပေးရတာလေလို့ပြောရင်နော်အကူညီတောင်းတဲ့အခါよろしくお願いしますဆိုတော့よろしくဆိုတာကပို့ပြီးတော့လေးလေးနဲ့ဖြစ်စေခြင်းလို့ပြောတယ်ကောင်းမွန်စွာဆိုတဲ့အဓိပ္ပာယ်お願いしますဆရာတို့ dictation မှာပါပြီးပါလေအကူညီတောင်းတယ်အဲ့တော့ဆရာတို့ကိုယ့်ကိုမိတ်ဆက်တဲ့အခါမှာကိုယ့်ကိုနှိမ့်ချပြီးတော့ကျွန်တော်ကိုရှေ့လျှောက်ကူညီပါဗျာဆိုတဲ့ပုံစံမျိုးအဲ့ဒီသဘောမျိုးနဲ့ဘယ်လိုပြောရလဲဆိုတော့よろしくお願いしますလို့အဲ့တော့အဲ့ဒါကိုစကားလုံးလေးနဲ့ပါသက်ဖျားလေးရင်ပြောတာမဟုတ်ပဲနဲ့ရင်ထဲကတကယ်စိတ်ထဲကပပနဲ့ပြောပြီးတော့မှစကားလုံးတွေမဟုတ်ပဲနဲ့အမူအရာနဲ့ပါသူတို့ကပြောလို့ရှိတယ်よろしくお願いしますလို့ပြောတဲ့အတန်နဲ့တူတူお願いしますစောင်းတဲ့အချိန်မှာဘာလို့ရလဲဆိုတော့ခေါင်းကိုသေချာအောက်ကိုစိုက်ပြီးငုံလိုက်တယ်ပြီးတော့မှပြန်မော့ပြီးတော့ပြုံပြုံလေးကြည့်ဒါက formal interview တွေပါဖြစ်တဲ့အခါမှာအရေးကြီးတယ်ဒီလိုမျိုးခေါင်းလေးပဲငုံလာလဲမရတယ်လို့တခါတလေမှာဆရာတို့အပြင်တစ်ဖက်လူမျက်နှာကြီးကြည့်ပြီးဒီလိုကြီးမော့ပြီးပြောလို့လည်းမရအောက်ကိုသေချာစိုက်ကြည့်တယ်ဖြစ်နိုင်ရင်တော့အပြင်မှာမတ်တက်ရတာလို့ပါဆိုရင်ဒီပခုံးကို15ဒီဂရီတော့ကိုင်းပြီးတော့မှပြောတာကပုံမှန် formal ကြဒါကနောက်ပိုင်းအတွက်ပြောတာပါလောလောဆယ်ဆရာတို့ဒီမှာတော့နည်းနည်းကောင်းအောက်ကိုစိုက်ပြီးတော့ပြန်ပြုံးတဲ့အကျင့်ကိုရအောင်လုပ်တယောက်ချင်းကြီးပြောမှပြီးရင်အဲ့တော့ဆရာတို့စရင်ဗာနဲ့စလဲဟာဂျီမဲမတ်တဲ့နဲ့စလဲပြီးရင်よろしくお願いします。အဲ့ကြဒါဆိုရင်ဂျားထဲမှာဘာတွေပြောမလဲဆရာတို့ကအခုမှစတင်တာဖြစ်တဲ့အတွက်အဲ့လောက်အများကြီးတော့မပြောတတ်သေးဘူးအဲ့တော့ဘာတွေပြောမလဲလို့ပြောရင်နော်ဆရာတို့ဒီမှာပြောလို့ရတာနာမည်တော့ကျွန်တော်နာမည်ကျမနာမည်ဒီဘယ်သူဖြစ်ပါသည်အဲ့လိုပြောလဲရသလိုကျမဒီဘယ်သူဖြစ်ပါသည်နာမည်မပြောတော့ဘဲနဲ့ဝါတာရှိဝလို့ပြောလိုက်တယ်ရအဲ့တော့ကျတော့ဝါတာရှိの名前はဘယ်သူですဝါတာရှိはဘယ်သူですနှစ်ခုစလုံးရပြီးရင်အသက်ကိုပြောတဲ့အခါမှာဆရာတို့ကဂျပန်လူမျိုးနဲ့မြန်မာလူမျိုးမတူတာကဂျပန်လူမျိုးကပြည့်ပြီးတဲ့အသက်ကိုပြောတယ်မြန်မာလူမျိုးကကျတော့ဆရာတို့ဗာလဲပြည့်ပြီးရင်နောက်တစ်နှစ်ကိုပြောတယ်ဥမာမြန်မာလူမျိုးတွေကအသက်20ပြည့်သွားရင်22နှစ်ပါလို့ပြော
ဒါပေမဲ့ဂျပန်လူမျိုးကကြတော့ तू ပြည့်တဲ့အသက်ကိုပဲပြောအဲ့ဒါဖြစ်တဲ့အတွက် तू ကစကားလုံးတစ်လုံးဆရာတို့အခုထိတော့မသိရသေးတာပါလေဣမဆိုတဲ့ဟာဣမဆိုတာပါလေအခုအသက်ဘယ်လောက်ရှိပါပြီလို့ပြောတာကတော့ပုံဣမအသက်ဘယ်လောက် des အလုတ်ကင်ကကိုယ့်ရဲ့အလုတ်ကင်ကိုပြောတတ်ရင်လည်းရတယ်လို့လောလောဆယ်တော့ဆရာတို့အားလုံးအခုမှပထမဆုံးရက်ဖြစ်တဲ့အတွက်ဆရာတို့ဘာလုပ်မလဲညီဟွန်းအချီကကျောင်းသားပါလို့ပြောရင်ညီဟွန်းအချီနော်ကာကုစေး des ဒီ3ချက်လောက်ပြောပြီးရင်ပြန်ပြီးတော့よろしくお願いしますဒါကဒီနေ့လေ့ကျင့်မှာဆိုပေမဲ့ဆရာတို့ဘုဒ္ဓတခါတည်းပြောရမှာကဒါကအခြေခံအကျဆုံးပုံစံကိုပြောတာဆိုတော့ခုနကဆရာပြောတဲ့ဂျီကိုရှော့ကိုက်ဆိုတာကအခြေအနေမျိုးမျိုးမှာပြောရတာဆိုတော့ဥမာကိုကဂျပန်မှာကျောင်းတက်တယ်ကျောင်းဆက်တက်တဲ့အချိန်မှာကျန်တဲ့တငယ်ချင်းတွေနဲ့မိတ်ဆက်ရမယ်တယောက်ချင်းစီရှေ့ထွက်ပြီးတော့မိတ်ဆက်ပါလို့ပြောတဲ့အခါမျိုးအဲ့မှာနာမည်တွေအသက်ရုံနဲ့မလုံလောက်တော့ဘူးလေကျောင်းကဘာလို့ထည့်ပြောကြရမလို့ကျမနာမည်အသက်ပြီးရင်ဥမာနိုင်ငံဂျပန်ကကျောင်းမှာဆိုရင်တော့ဘယ်နိုင်ငံကလာပါတယ်ကျမဝါသနာတွေကဘာပါအားတဲ့အချိန်မှာဘာတွေလုပ်ပါတယ်ဘာတွေစိတ်ဝင်စားပါတယ်ကျန်တဲ့တငယ်ချင်းတွေနဲ့လည်းပြောရွှင်နေခြင်းပါတယ်စသဖြင့်ပေါ့အဲ့လိုဟာတွေထည့်ပြီးတော့မှဘယ်လိုဖြစ်လဲよろしくお願いしますဒါကကျောင်းထဲမှာအများကိုမိတ်ဆက်တဲ့ခါကပုံစံတစ်မျိုးဖြစ်တယ်လို့အလုပ်အင်တာဗျူးတွေပါကြတော့ဒီလောက်လေးနဲ့ကမလုံလောက်ဘူးလေဘာတွေပြောမလဲနာမည်တို့အသက်တို့ကိုယ့်ရဲ့ personal ဘိုင်းမိသားစုအကြောင်းတွေပြောလဲရတယ်ပြီးရင်ဆရာတို့ဘာတွေပြောမလဲပညာရည်ချင်းပေါ့ဘယ်တော့မှပွဲရတယ်ဘာညာတရကဘာတွေလုပ်တတ်ပါလေပြီးရင်အလုပ်ကိုင်းနဲ့ပတ်သက်တဲ့ဟာကိုမြန်မာပြည်မှာတော့ဘာတွေလုပ်ခဲ့ဘူးလဲဘာတွေညာတွေအဲ့ဒီဟာတွေကိုကိုကောင်းထဲမှာဘာပြီးရင်ဘာပြောမယ်ဆိုတာကိုတေချာခေါင်းထဲမှာစီထားတေချာပြန်ပြီးတော့ခေါင်းထဲမှာသိနေရိုးရှင်းတဲ့ grammar တွေပုံမှန်အဖြစ်အများသောအားဖြင့်ဒီလိုဟာတွေပဲM5 level ဟာတွေကိုပဲတေချာကိုကသိတယ်ဆိုပြောလို့ရဆိုတော့ကိုကဘယ်ချိန်နေမှာဘာပြောမှာလဲဘာကိုပြောချင်တာလဲဆိုတာကိုအရင်ဆုံးခေါင်းထဲမှာရှင်းရှင်းလေးရှိနေဒီကြားထဲကကိုတကယ်သိလာရင်ထက်တိုးပြီးတော့ပြောသွားရုံပဲတခုမှတ်ထားမှာကဒါကအခြေခံကြဆုံး format ပါဒီတိုင်းလေးပဲပြောလို့ပြီးသွားပြီမဟုတ်ဘူးနော်ရရနော်ဟိုက်အခုကမင်းနာဆန်တည်ပြီးသားစာကြောင်းနေနဲ့ဆရာတို့ပြောလို့ရတာဆိုရင်ဒီ3ကြောင်းလောက်တော့ပြောလို့ရတယ်အဲ့တော့ဆရာတို့အရင်ဆုံးစမ်းကြည့်လိုက်အောင်ဆရာနမူနာပြောပြမယ်ဆရာပြောပြီးသားလို့ရှိရင်2ယောက်လောက်ပြန်ပြောတယ်ဆိုတော့3မိနစ်လောက်ပဲရှိတော့ဆရာတို့ဒါပြီးရင်ချက်ချင်းပြန်ကြပေးပါဆရာတို့နောက်ထပ်အခြေအနေလေး10မိနစ်လောက်အချိန်မို့ဒီနေ့နည်းနည်းလေးကျင့်အောင်ဟိုက်ဆိုတော့စမယ်ဆိုရင်အဲ့ဒီမှာတစ်ခုကြံခဲ့လို့ဟာဂျီမဲမတ်တဲ့ကြီးပဲအများအားပြောတာလားလို့ပြောရင်တော့အဲ့လိုမျိုးတော့မဟုတ်ဘူးဟာဂျီမဲမတ်တဲ့မပြောဘဲနဲ့တခါတလေမှာ ISS အဲ့ဒီအချိန်နဲ့ပတ်သက်တဲ့ ISS ကိုပြောတာလေရတယ်ဥပမာအခုဆိုရင်မျက်နှာစာခွန်မောင်ဝါတာရှိဝဘယ်သူတက်အဲ့လိုတခါတည်းပြောသွားလေရပုံမှန် format ကတော့ဘာဖြစ်လဲဟာဂျီမဲမတ်တဲ့နဲ့စတယ်よろしくお願いしますねပိတ်အဲ့ကြဆရာနမူနာပြောပြはじめまして。私の名前はテフリンです。今、44歳です。日本一の先生です。よろしくお願いします。